မောင်ညနေပြန်လာလို့ရှင်လေတက်ကိုအားလုံးပြောပြမောင်တနေ့လုံးဘာတွေလုပ်လဲဘယ်သူနဲ့ဘာတွေပြောလဲဆိုတော့တက်အားလုံးသိချင်ဟိုမောင်အားလုံးပြန်ပြလို့ရှင်ပြီးတာပဲပြောပြတော့မောင်နော်မောင်အားလုံးပြောရမှာနော်တခုမကြံနော်ဘာအောက်မလေးအဲ့ဒီဟာမောင်ခန်းထဲမှာထားပြီးအလုပ်လုပ်ပြခလားဘာဝင်နဲ့လေဝန်ထမ်းဆောင်ရှင်သူ့နေရာမှာသူလုပ်ပါလားဘာဖြစ်လို့မောင်ခန်းထဲမှာလာလောက်ရလဲမောင်နော်တက်မကြိုက်ဘူးဘာလှုပ်ရှုပ်တာလဲငါလှုပ်ရှုပ်တယ်ဆိုရင်မောင်ခန်းထဲမှာနှစ်ယောက်တည်းလာတော့အိမ်ကြာရိုက်နေတာမှလားဟုတ်နေပါပြီဒီလောက်ရက်ကူးလက်ချက်မိတာမှရှက်ပြောင်းလင်းခြင်းနေတယ်ဗောလေဟာလားဟမ်ဒီဟာနှစ်ခမ်းနေမဲ့လေလူတိုင်းသိတယ်လူတိုင်းမေးကြည့်ကိုလေမင်းပြင်လိုက်ရတော့ဟမ်နင်ကငါ့ကြောက်မမေးဘူးငါ့ယောက်ကြောက်ပဲနင်ကမေးတယ်ဘာလဲနင်ကမှငါ့ယောက်ကြောက်ကြံ့ကျင်မိလားဟဲ့ရှင်တာပြီတော့ရှက်မရှိတယ်မိန်းမရားချင်တော့ရှိရတာနဲ့ငါလေကိုကြောက်တော့တိုက်တယ်ဟဲ့မင်းမယောက်ျားဒီလောက်မှရှာသလားကဲဒါဆိုလို့ရှိရင်မနေ့ကစပြီးတော့အမေကိုကျော်စင်သက်အခန်းထဲကိုတော့တင်းအေးမအပလေးမလို့အဲ့ဒါမှတဲ့ယောက်ျားမောင်တက်ကိုဈေးဝဲချက်ပြုတ်ကျွေးရမယ်ဘယ်လိုလဲအေးပါပါလူပေးပါပါလို့ဆိုကိုစကားနဲ့ကိုတီးစီဒါပဲနော်မကြည့်6နိုင်ရမောင်6နိုင်7နိုင်ခွဲတော့မတလားပါလေရအကုန်ပြန်လို့ကာတက်ကောက်တိုက်ပေါ့အဲရမိုးမြင့်တို့ခိုင်တော်တို့ဒီဒီဟာဝေးကြောက်တော့လာမော်ဝင်းပါလို့ရှိနေတာဘောအဲ့လိုဟာလို့ဘောကောင်းလို့ချက်စဉ်းစားကြည့်ပါကဲအဲ့ဆိုဒီနေ့ဆောင်မှာချက်အားမမဟုတ်နဲ့ဟာလို့အလူမျိုးတော့ချက်အာလူရန်တယ်ပြအေးလို့လည်းမောင်ရှိဘယ်လိုမပြောပါလဲ